73ရက်10လ2014ခုနှစ်ရောင်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ကုန်းနလပုံစံမြကြီးရွာတိုက်ပွဲမှ30နှစ်တင်းငူဝိပဿနာဓမ္မရိပ်သာစေရီတန်တရားစခန်းဝင်လူကြီး390ရှိပါတယ်ယဟန်က14ပါးအမျိုးသား159ဦးသီလရှင်6ပါးနဲ့အမျိုးသမီး112ဦးရှိပါတယ်မဟာပလင်9နာရီချိတ်တဲ့ဥယေက182ဦးဟာမဟာပလင်2နာရီချိတ်တဲ့ဥယေက203ဦးပေါင်း394ဦးမဟာပလင်အောင်ပါတယ်384ဦးမဟာပလင်အောင်ပါတယ်အယူအစုမြင်တဲ့ဥယေက180 32ကရတာလုံးမြင်တဲ့ပုဂ္ဂိုလ်9ဦးအာသုဘကမ္မထံက14ဦးဓာတ်ကမ္မထံမြင်တာက160နဲ့နာမ်ကမ္မထံမြင်တဲ့ဥယေက229ဦးစုပေါင်းလက္ခဏာမြင်ဥယေ388ဦးအောင်မြင်ဥရာခိုင်နှုန်းက69ရာခိုင်နှုန်းဖြစ်ပါတယ်အဲဒီမှာအတွေ့အကြုံရှင်းဖို့ဆိုတာကတော့ဥပဒါကအဖွဲ့သာသနာပြုအဖွဲ့ရဲ့အလူရှင်များအားတကယ်ကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေအပြင်ကျင့်ကြံတဲ့ပုံမှာဘယ်လိုတွေ့ကြုံလဲဘယ်လိုခံစားရတယ်ဆိုတာကိုကျေးဇူးတင်ဝမ်းမြောက်ကြောင်းမိမိရဲ့ကျင့်စဉ်ကိုဘယ်လိုပေါင်းမြောက်အောင်မြင်ခဲ့တယ်ဆိုတာကိုအချိန်များတဲ့အတွက်ကြောင့်အတူချုပ်ရင်ဖွင့်စကားပြောပြပါဆိုတာနံပါတ်7ဦးဒေဇနီယဝါဆိုကျောင်းသင်္ကန်းညွန်းမြို့နယ်အရှင်ဗျာဒီရိပ်သာကိုလာခြင်းနဲ့အကြောင်းရင်းနဲ့တွေ့ရှိပုံနဲ့ဆုံးဖြတ်ချက်ကလေးကိုအမိန့်ရှိပါအောင်ဗျာတင်ပါဗျာတပည့်ဥစွာပထမအနေနဲ့ဆရာတော်ဘုရားကြီးနဲ့တကွဒီအလိုတွေသေးမရှိအောင်ယောဂီပေါင်းတို့ကိုထောက်ပံ့ကြကုန်သောတရားထောက်ပေးကြကုန်သောယဟန်တော်များတာငါနယ်ဝင်သီလရှင်များဥပထာကအဖွဲ့ဝင်များဝေယဝိဇ္ဇအဖွဲ့ဝင်များအလူရှင်များကိုအထူးကျေးဇူးတင်ကြောင်းပြောကြပါတယ်ဗျာတပည့်တော်ကတရားတစ်ခါမှတစ်ချိန်မှရိပ်သာဝင်မှုပါအောင်ဗျာဥစွာပထမဒီရိပ်သာကိုရောက်ခဲ့ပါတယ်ဗျာတပည့်တော်လာခဲ့ရတာလဲကြောက်နဲ့လာခဲ့ရတာနော်ကွက်လာဟလာစကားတွေကဒီရိပ်သာမှာပဲကျိုးတုတ်တာတို့မရွှေတာတို့ဆိုတော့တပည့်တော်ကမကြုံဘူးတော့ကြောက်တယ်ဗျာဒီရောက်တော့အထင်နဲ့အမြင်ကတခြားစီဖြစ်နေပါတယ်ဗျာတကယ်တမ်းကျိုးတုတ်တယ်ဆိုတာကတပည့်တော်တို့အတွက်နော်မထိုင်နိုင်တဲ့ပုံကိုယ်လေးအတွက်ကိုကျိုးလေးနဲ့ချီးပြီးတော့ထိမ့်ပေးပြီးတော့စောင့်ရှောက်ပြီးတော့ဗျာဒီအပြင်ပလောကမှာကနော်တိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ခန္ဓာကိုယ်ကိုညှဉ်းပန်းတဲ့အတ္တကိလမထအကျင့်တွေကျင့်နေတဲ့ပုံစံမျိုးပြောကြတဲ့ခါကျတပည့်တော်လည်းကြောက်နဲ့လာခဲ့ရဒီရောက်တော့ပြီးတော့မကြောက်တဲ့အပြင်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မဟာပလင်ကိုတပည့်တော်9နာရီ2ကြိမ်ဆက်တိုက်ထိုင်ခဲ့ပါတယ်ဗျာသိခံမှုတရားတွေလည်းပဲပြီးတော့မှတိုးဝါခဲ့ရပါတယ်မဟာပလင်9နာရီ2ကြိမ်အောင်ခဲ့တယ်တင်ပါဗျာမဟာပလင်9နာရီ2ကြိမ်ချိန်ပြီးတော့ခန္ဓာရဲ့ဒုက္ခပေါ်မှာတပည့်တော်ရှိတရားလာမကျင်ခင်တော့တိမခံခြင်းနဲ့ဒေါသရုန်းကန်ခြင်းနဲ့လောဘတွေရှိပါတယ်ဗျာတပည့်တော်ထိမ့်သိမ့်နေအောင်တပည့်တော်ဝမ်းသာပီတိဖြစ်လို့မနေ့ရဆိုရင်တပည့်တော်တရားထိုင်ရင်းနဲ့မျက်ရည်တွေကျပြီးတော့တရားမမှတ်နိုင်ခဲ့ပါဘူးဗျာအဲ့ဒါကဘယ်လိုကြောင့်မြိတ်ကြပြီးတော့လိုက်ဖြစ်လာဆရာတော်ကြီးရဲ့ကျေးဇူးတွေကိုပြီးတော့ပြန်တွေးလိုက်မျက်ရည်ရဖြည့်မစအောင်ကြလာပါတယ်ဗျာဟုတ်ပြီမဟာပလင်သည်ကျင့်တဲ့ယောဂီအတွက်ကောင်းကျိုးနဲ့ဆိုးကျိုးဘယ်လိုကျိုးပေးပါလဲကောင်းကျိုးပဲပေးပါတယ်ဗျာအေးချမ်းမှုဒီဒေါသတွေတိခံမှုခန္ဓာရည်ဆွမ်းအားတွေတူဝါစေပါတယ်ဗျာအကယ်အရှင်များသေဘေးနဲ့ကြုံတဲ့အခါဟောသေအောင်တတ်တဲ့ဒုက္ခပေါ်မှာကြောက်ရွံ့ဆိုရင်ချင်းရှိသေးလားမရှိပါဘူးဗျာတိခံခွင့်လို့အနေနဲ့သာသနာ့တော်ဝင်သံဃာတော်တွေကကိုယ့်ပစ္စည်းလေးပါထောက်ပံ့တဲ့တရားဓမ္မတွေကိုတရားမကျင့်ကျင်အောင်တိုက်တွန်းရမယ်တဲ့ပါဗျာတပည့်တော်လည်းပဲအခုယောဂီအပေါင်းတို့ကိုလည်းပဲဒီတော့တိုက်တွန်းကျင်တာကဒီအတ္တကိလမထမဟုတ်ပါဘူးเนาะကိုတွေးကတက်တည်ပြနေပါတယ်ဆရာတော်ဘုရားကြီးရဲ့တရားကတက်တည်ပြနေပါတယ်လူဦးသိန်းတိုက်တွန်းခြင်းပါတယ်ဘာကြောင့်လဲဆိုတော့အကြောင်းကျိုးကိုမသိဘဲနဲ့ဆွဆွဲမိရင်အမတမအပြစ်ကြီးပါတယ်ဦးသိန်းတို့ဒေသနာမှာလည်းပဲရှိပါတယ်ဗျာရဟန်းတော်2ပါးဆုံးကံကြွားတယ်ရှိကရဟန်းထာမထေရမြတ်ကြီးကလီနာယောဂထားတဲ့အခါကျတော့ဒီစာလောင်မွတ်သိမ့်မှုဖြစ်တဲ့အခါကျတော့ယာကုဆွမ်းကိုလမ်းမာတင်ဖုံးပြီးတယ်နောက်ကမထေငယ်ကနေပြီးတော့ဒီကိုတော်ကြီးအိန္ဒြေမဲ့တာပဲလို့ဆွဆွဲပြောဆိုမိတဲ့အတွက်ကြောင့်မထေကြီးကတင်းရဲ့အာထုလက်ဆတရားကိုရက်လိုက်ပါတော့ဆိုတော့အဲ့လိုပြောတယ်တင်းရဲ့မတ္တာဖူတာဖြစ်သွားတယ်တဲ့เนาะဒီလိုကဲ့ရဲ့မှုစကားလုံးလေးပြောယုံနဲ့မတ္တာဖူတာဖြစ်သွားတယ်နောက်တော့မှရန်တော်ငယ်ကပြန်ကြော့တောင်းမှန်တော့မှတဲ့သူ့ရဲ့တရားတွေကိုဆက်လက်အားထုတ်ခွင့်ရတယ်เนาะဒီလိုဆွဆွဲယုံလေးနဲ့မတ္တာဖူတာဖြစ်တယ်ဆိုရင်အခုဆရာတော်ဘုရားကြီးရဲ့သို့တင်ဆုံးမတဲ့အကျင့်တရားတွေကိုအတ္တကိလမထလို့ဆွဆွဲခဲ့မယ်ဆိုရင်အပြစ်ကအမတ္တမကြီးလေးပါတယ်ဖေဟာဆရာတော်ဘုရားကြီးကိုတင်ပြစ်မှားယုံတင်မကဘူးဖေဟာကိုလည်း
ပြမရာရောက်တယ်တရားကိုလည်းပြမရာရောက်တယ်တန်ခါကိုပြမရာရောက်တဲ့အတွက်ကြောင့်အဝေစီငရဲထိရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ယောဂီအပေါင်းတို့ဟာလည်းပဲမိမိရဲ့ဆွေမျိုးညာတိအတိုင်းဝိုင်းမိတ်ဆွေသင်္ကားတွေကိုလည်းပဲပြောကြားခဲ့မယ်ဆိုရင်လည်းပဲဟန်တာပြီးတော့မိမိတို့ကကောင်းတဲ့အကျင့်ကိုဆရာတော်ကြီးကညွှန်ပြတာမကောင်းတဲ့အကျင့်ကိုဒါညွှန်ပြတာမဟုတ်ဘူးလို့တိုက်တွန်းကြပါဆရာတော်ကြီးကိုအခုတရားတွေအားထုတ်ပြီးတော့လေးစားတယ်ဆိုရင်ဆရာတော်ကြီးကိုပူဇော်ခြင်းနှမျိုးရှိတဲ့အနေကအာမိတပူဇာဓမ္မပူဇာလို့ပူဇော်ခြင်းနှမျိုးရှိတဲ့အနေကပစ္စည်းနဲ့ပူဇော်ခြင်းတရားနဲ့ပူဇော်ခြင်းရှိတဲ့အနေကမြတ်စွာဘုရားနှစ်သက်တဲ့ပူဇော်ခြင်းနဲ့ပူဇော်ကြပါတရားအားထုတ်နိုင်အောင်မိမိတို့ကြိုးစားမယ်မိမိရဲ့ပတ်ဝန်းကျင်မှာဆရာတော်ကြီးရဲ့အဆုံးအမဩဝါဒတွေပြန်ပွားအောင်ရိတ်တာကိုတရားထိုင်နိုင်အောင်ထိုင်ခြင်းလာအောင်တိုက်တွန်းကြပါလို့ဦးဇင်းကလည်းတိုက်တွန်းပါတယ်ဒါဆိုရင်လည်းပဲသာသနာပြုရာရောက်ပါတယ်နော်နေလေဓမ္မဂရိကတွေလို့ပြင်ပေါ်တက်ပြီးတရားဟောမှမဟုတ်ဘူးတဲ့မိမိတို့အိမ်တွင်းသာသနာအနေနဲ့ဖခင်ရဲ့အဆုံးအမဒေသနာတွေကိုလိုက်နာကျင့်သုံးနေမယ်ကျင့်သုံးနိုင်အောင်တိုက်တွန်းမယ်ဆိုရင်လည်းပဲဒါသာသနာပြုရာရောက်ပါတယ်ဏီကုန်းချုပ်အနေနဲ့နော်ရိတ်တာယောဂီအပေါင်းတို့ဟာလည်းပဲနော်ဆရာတော်ဘုရားကြီးရဲ့တရားဒေသနာကိုနာကြားပြီးဖြစ်တဲ့အတွက်ကြောင့်ရိတ်တာလည်းပဲပြီးပြီဖြစ်တဲ့အတွက်ကြောင့်တရားဒေသနာတွေကိုဒီရိတ်တာမှာတွေမထားခဲ့ပဲနဲ့မိမိတို့အိမ်ရောက်အောင်တည်ဆောင်သွားနိုင်ပါစေလို့တိုက်တွန်းရင်းဦးသိန်းရဲ့ဝမ်းသာပီတိစကားကိုဒီမှာတင်ဏီကုန်းချုပ်အပ်ပါတယ်နံပါတ်44ဒေါက်တာစိုးအောင်အလုံးမြို့နေရန်ကုန်မြို့တခါကြီးရဲ့ဝမ်းမြောက်ကြောင်းနဲ့ဒီမှာလာကျင်းရတဲ့ပုံမှာဘယ်လိုဆုံးဖြတ်ချက်တွေရှိတယ်ဆိုတာကိုအတူချုံပြီးတော့ရှောက်ထားပါဦးတပည့်တော်ဒေါက်တာစိုးအောင်မှာအငိမ့်စားတာဖာမီယာဆရာဝန်ကြီးပမောက္ခပါအလုတ်လုံးစင်ခါမှာမေမေရတရားအားမထုတ်ဖြစ်ပါဘူးနောက်အလုတ်ကပြင်ဆင်သွားပြီးတဲ့နောက်ပိုင်းမှာတရားအားထုတ်ခြင်းတို့တရားစခန်းကိုရှာရင်းနဲ့မှာအကန်းလျော်စွာတပည့်တော်ဩစတြေးလျမှာဆရာတော်ဖခင်တရားစခန်းလာဖွင့်လာတယ်ကြုံပါတယ်ဒါပေမဲ့ကာမကောင်းတာတော့9ရက်ပဲအဲ့ဒီမှာတရားအားထုတ်ဖြစ်ပါတယ်ဖေအဲ့တော့အဲ့ဒီမတိုင်ခင်မှာတပည့်တော်ဆရာတော်ဖခင်လာမယ်အားထုတ်ကြမလားလို့ပြီးတော့တပည့်တော်တို့ကငကောကလည်းတရားစခန်းအားထုတ်ဖို့အာတိတရှိတုံးသွားခြင်းတယ်ဒါပေမဲ့လည်းမိတ်ဆွေအပေါင်းတွေနဲ့တိတ်ပြင်းတယ်တိတ်ထန်တယ်ဆိုတာလေးတော့ပြောကြပါတယ်ဒါပေမဲ့တပည့်တော်ကတော့ဆရာတော်ဖခင်ရဲ့ဓမ္မဒေါင်းလုပ်ထဲကဆရာတော်ဖခင်ခွေတွေနာကြားပြီးတော့တပည့်တော်တိတ်အာတိတပြင်းတာနဲ့ပဲရသလောက်အားထုတ်မယ်တပည့်တော်အဲ့တော့နောက်အစီအစဉ်တစ်ခုရှိရတော့9ရက်ပဲနေနိုင်မယ်အဲ့တော့ဆရာတော်ဟိုမှာရှိတဲ့အော်စီယာဆရာတော်လျှောက်ပေးပါလက်ခံပါမလားဆိုတာနဲ့လက်ခံမယ်ဆိုလို့တပည့်တော်သွားတာပါအဲ့ဒီမှာအထင်နဲ့အမြင်နဲ့ကအများကြီးကွာပါတယ်ပြီးတော့အစကတရားအားထုတ်ခဲ့တယ်ဆိုတာကကိုယ့်ဘကိုဟိုဖတ်ဒီဖတ်နဲ့ကိုယ့်ဘကိုအားထုတ်ခဲ့တာပါဖေတဏှာကိုအချိန်ပေါင်း90တရားလောက်လှုပ်ပြီးမှပဲတရားအားထုတ်ခဲ့ပါတယ်ဖေဆိုတော့တပည့်တော်ဝါကသာမှာပထမတဏှာကြီးအဲ့ဒီတဏှာကြီးကတော့အိန္ဒိယနဲ့အားထုတ်နိုင်ပါတယ်ဖေအဲ့ဒီချိန်မှာတော့မလှုပ်နဲ့မရှားနဲ့ဆိုတော့ဒါပေမဲ့လည်းနှစ်နာရီတဏှာကြီးခွဲစကားနှစ်နာရီခွဲစကားရတော့လေတပည့်တော်ရနေတာတွေ့တယ်ဖေဆိုတော့ရှင်ဖျားမိန့်ကြားတယ်လို့တိတိကျကျတာလိုက်နာမယ်ဆိုရင်တော့ဖြစ်သွားတယ်ဆိုတာလေးပထမ3ရက်နဲ့ကိုသဘောပေါက်သွားပါတယ်ဖေအဲ့ဒါနဲ့ပဲနောက်တပည့်တော်ကြိုးစားရဲနဲ့အားထုတ်9ရက်တာပြည့်သွားတယ်တပည့်တော်စိတ်ထဲမှာဆက်ပြီးအားထုတ်ခြင်းစိတ်ရှိလာပါတယ်ဖေခါခွင့်ရရင်သိကောင်းမှာပဲပေါ့ဒါပေမဲ့လည်းဒီမှာဝင်ခွင့်ရဖို့ဆိုတာတော့တော်တော်လည်းခက်တယ်တပည့်တော်ကလည်းခကြီးယာယီများနေတာဆိုတော့အစင်မပြေလိုက်ဘူးဒီတစ်ခေါက်မှပဲအစင်ပြေတာပါဖေဒါတော့မှတပည့်တော်လာခဲ့နေမှာတပည့်တော်ရဲ့အခင်ဆုံးမိတ်ဆွေတယောက်ကတပည့်တော်ကနှလုံးယောဂရှိပါတယ်ဖေနှလုံးခုန်လည်းမမှန်ဘူးအဲ့ဒီမလာခင်ကဆိုတော့ဆရာကြီးဖြစ်မှဖြစ်ပါမလားချင်းလဲလုံတော့ဆိုတပည့်တော်စိတ်ထဲမှာတော့တေကာမတေရောလုံမယ်ဆိုပြီးတော့လာခဲ့တာပါပဲဖေဆိုတော့ငကိုကလေးကလည်းပဲဆရာတော်ဖခင်ရဲ့တရားတော်ဆရာတော်ဖခင်ရဲ့ဒီတပည့်တော်ကျောင်းဆရာဆိုတော့ပြောမှဆိုဆရာတော်ဖခင်ရဲ့သင်ကြားပူချမှုကရှင်းလင်းပဲတဲ့တို့ပဲပြီးတော့ဘာခေါ်လဲဟိုအောက်ကမ်း base လို့တပည့်တော်ခေါ်ပါတယ်ဟိုအဖြေကမင်းဒီတိုင်းလုပ်ဒီအဖြေရမှသိကြတယ်တကယ်လုပ်တော့လည်းတကယ်ရတယ်ဆိုတာလေးတပည့်တော်ယုံနဲ့ယုံကြည်တယ်အခုဒီတစ်ခေါက်ဒီမှာလုပ်တော့လည်းတကယ်လုပ်တော့တကယ်ရတာကိုလည်းသိပါတယ်ဖေဆိုတော့တပည့်တော်အနေနဲ့ကတော့ကျင့်စဉ်အားလုံးကိုတတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာအားလုံးကိုတပည့်တော်ဆောင်ရွက်နိုင်ပါတယ်အဲ့မှာတပည့်တော်ရဲ့အခန်းနေတပည့်တော်မိတ်ဆွေဆိုရင်လည်းသူကတော့အဓိကကတော့အရှင်ဘုရားလည်းဟိုတနေ့ကကြားတယ်လို့ပါပဲဟိုအကြောင်းလာပြီးလာအားထုတ်ရတယ်ဒါတော့
အစပိုင်းမှာဆန္ဒမရှိဘူးသို့တော်လည်းတပည့်တော်အတွေ့အကြုံတွေပြောပြီးသူလို့တော့သူဒုနာရဲ့သားနဲ့ကိုမဟာပလင်2 နာရီ2 ကြိမ်ထိကိုသူထိုင်နေတော့ပါတယ်ဆိုတော့ဒါကဘုရားကြီးတော်အနေနဲ့စိတ်ထဲမှာယုံကြည်တာကမိသူမဆိုးတရားရှိရင်ဆရာတော်ဘုရားညွန်ကြားတဲ့အတိုင်းသာတိတိကျလုပ်မယ်ဆိုရင်တော့မဖြစ်မနေဖြစ်ကိုဖြစ်တယ်ဆိုတာလေးကိုတော့ဒါတပည့်တော်အနေနဲ့လက်တွေ့လဲခံစားရတယ်ဘေးပေါင်းကြမှာလည်းဒီလိုဖြစ်တာကိုလည်းမြင်ရပါတယ်ဗျနောက်တစ်ခုကသူများပြောလို့တိတ်ကြမ်းတယ်ဆိုတာလည်းမဟုတ်ပါဘူးအရှင်ဘုရားအဲ့ဒီကြမ်းတာကိုသိခံနိုင်တဲ့အရေးချင်းလေးကိုအရှင်ဘုရားသင်ကြားပို့ချထားတာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခခံစားရတယ်ဆိုတာကဘာမှမဟုတ်တော့ပါဘူးဗျအဲ့တော့တပည့်တော်ကတော့သူများပြောသလိုပဲသိကြမ်းတယ်ဒုက္ခပြီးနေတဲ့ကျင့်ကြီးဆိုတာလုံးဝမဟုတ်ကြောင်းနဲ့နောက်ပြီးတော့ဒါတွေအားလုံးကလည်းကိုယ်လည်းမကျင့်မဲနဲ့အထင်အမြင်နဲ့ပြောတာဖြစ်နေကြောင်းဒါဒီလိုပဲသဘောပေါက်ပါတယ်ဆရာတော်ဘုရားကြီးရဲ့ကြီးမားလာတဲ့မေတ္တာစေတနာဂရုဏာတွေအကြောင်းတပည့်တော်တို့မှာဒီတရားသူတရားမြတ်များကိုနာကြားခွင့်လေ့ကျင့်ခွင့်ရရှိတာပါဒီအတွက်လည်းပဲဆရာတော်ဘုရားကြီးနဲ့တရားပြတဲ့တရားထောက်တဲ့ပုဂ္ဂိုလ်များတန်ဃာတော်များနောက်ပြီးတော့မှသီလရှင်ဆရာကြီးများအားလုံးလည်းအထူးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှလည်းတပည့်တော်တို့ဒီမှာစိတ်ချမ်းသာကိုချမ်းသာကိုတရားအားထုတ်ပေးနိုင်ရအတွက်ကိုဆောင်ရွက်ပေးတဲ့ဥပထာကအဖွဲ့ဝင်များနောက်တပည့်တော်တို့လူလေသေးမရှိအဆောင်တွေမှာလူလေသေးမရှိ facility အပြည့်နဲ့ထားပေးနိုင်အောင်ဆောင်ရွက်ပေးတဲ့အလူရှင်ပုဂ္ဂိုလ်များဆောင်ရွက်ပေးတဲ့ဥပထာကအဖွဲ့ဝင်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်နောက်ပြီးတော့မှစားရေးတောက်ရေးအတွက်လည်းအစအရာဆင်ဆင်ဆောင်ရွက်ပေးတဲ့ဥပထာကအဖွဲ့ဝင်များအလူရှင်များဝေယဝိဆအဖွဲ့ဝင်များကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်နောက်ပြီးတော့မှတကယ်တမ်းပြောရရင်ဒီနာအိန္ဒာရဲ့တန်ရှင်းမှုအဖြစ်တပည့်တော်ရောက်ခဲ့တဲ့နိုင်ငံကလေစိတ်တွေရဲ့အဆင့်နှတ်တဲ့တောင်တာပါတယ်တန်ရှင်းပါတယ်ဒါလည်းပဲဒီရဲ့ဝေယဝိဆဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေရဲ့တရားစေတနာတရားရှိနဲ့ဆောင်ရွက်တာကိုတပည့်တော်အထူးကျေးဇူးတင်ကြောင်းဒါလည်းပြောပြလိုပါတယ်အားလုံးလည်းပဲတပည့်တော်နေတူပဲစိတ်ကျင်နာအာရကြလိမ့်မယ်လို့တပည့်တော်ယုံကြည်ပါတယ်ပဲတပည့်တော်ရဲ့ယောဂီတရားထိုင်မှတိုင်းပဲယောဂီအပေါင်းတို့အားလုံးလည်းပဲအများစုကတော့ဖြင့်အားလုံးတော့နှိပါတော့ဖြင့်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အခုတော့အသေးလဲတက်သွားကြပါပြီနောက်ပြီးတော့ငွေကြီးလေးကောင်ကလည်းရတဲ့ပံလွတ်သွားတဲ့ပုံကူလည်းတော်တော်များပါပြီနောက်ပြီးတော့ရှေ့ဆက်ပြီးဝိပဿနာတရားကိုကျင့်ကြံအားထုတ်တဲ့လမ်းစာလေးတွေလည်းပဲမြင်နေပါပြီလို့အဲ့ဒါလည်းဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်ပါပဲအဲ့ဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့မေတ္တာရိပ်ကိုခိုလုံဝင်ရတာတပည့်တော်တို့ယောဂီအများအားလုံးဟာအထူးကံကောင်းတယ်လို့တတ်မှတ်ပါတယ်ဒါနဲ့ပဲညီကုန်းချုပ်ပါတယ်ဗျနံပါတ်106ဦးမြင့်မောင်ပရမညာမြို့တိရန်ကုန်မြို့ပြီးတော့ကတော့တခြားစခန်းတွေမှာဝင်ခဲ့ဘူးပါတယ်ဗျာဒါပေမဲ့ဒီရောက်တော့အရှင်ဘုရားကြီးရဲ့ကျင့်သွန်ရအားထုတ်တဲ့ဟာတွေကိုပြီးတော့ကြားပြီးတော့အရှင်ဘုရားကြီးသင်တဲ့အတိုင်းပဲအရှုစံစပြီးတော့တပည့်တော်ကျက်ပါတယ်ဗျာပထမ9ချိန်မှာတော့တပည့်တော်15မိနစ်လောက်အထိပဲကျင့်ကြံနိုင်ပါတယ်ဘာလို့လဲဆိုတော့ကျန်တဲ့စခန်းလေးမှာတပည့်တော်ကဖြည်းဖြည်းလေးပဲဝင်လေးထွက်လေးကိုရှူတဲ့အခါကျတော့ဒီမှာကျတော့မြင်မရှူနိုင်ဘူးဗျာနောက်ပိုင်းကျတော့ဆရာတော်ဘုရားရဲ့စကားသံပေါ့နော်ဟိုပါပေါ့ဆရာစကားနားထောင်ရင်ချမ်းသာမယ်ဆိုတာသိတော့တပည့်တော်အဲ့ဒါမှလည်းစာပြီးတော့ရှူပါတယ်ဗျာနောက်15မိနစ်လောက်ကြာတော့မောပန်းလာတဲ့အချိန်မှာတပည့်တော်ကဘယ်လိုခေါ်လဲဆိုတော့ရပ်ဖို့စဉ်းစားတယ်ဒါပေမဲ့ဆရာစကားနားထောင်ရင်ဘာပဲဖြစ်ဖြစ်တေးကွာဆိုပြီးတော့ဆက်ပြီးတော့ရှူလိုက်တော့နိုင်ဝက်ကြော်လောက်ရှူလိုက်တဲ့အခါမှာတပည့်တော်ကအရှူဆံကိုရသွားပါတယ်ခင်ဗျာတပည့်တော်အရင်တော့ခန္ဓာကိုယ်ကြီးကိုယိမ်းထိုးပြီးတော့အားရပါရှူရတယ်နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့စိတ်ကငြိမ်ညံ့ပြီးတော့ဟိုစိတ်ကြီးတိုင်းမှာကူးတဲ့ဆိုရင်လောက်လေးပဲဖြစ်ပြီးတော့ပါပါတယ်ဗျာတပည့်တော်အဲ့ဒါနဲ့နောက်တစ်ချိန်နေမှာတပည့်တော်ထိုင်တော့ဆရာစကားကိုနားထောင်မယ်ဆိုလို့ရှိရင်ငါယုံကြည်ရဲဆိုပြီးတော့တပည့်တော်စပြီးတော့ဆရာတော်ရဲ့ဆက်ဖွင့်နေတော့စဖွင့်နေရစပြီးတော့တသမတ်ထဲလိုက်ပြီးတော့
ရှုပါတယ်ဗျာရှုရင်းနဲ့နိုင်ဝဲလောက်ထိကြတော့အရှုစံရသွားပါတယ်ဗျာအရှုစံရပြီးတော့ခဏနေတော့တပည့်တော်ငြိမ်ညမ်းပြီးတော့အသက်ရှုလို့မရဘဲနဲ့တပည့်တော်ဘိုးရင်မှာကြာသွားပါတယ်တစ်ချိန်တည်းမှာပဲဗျာတောက်ပြီးတော့ဆရာစကားရဲ့နားထောင်တဲ့အကျိုးကျေးဇူးတွေနဲ့တပည့်တော်တခုပြောချင်တာမဟာပလင်မှာပေါ့နော်ဆရာပြောတဲ့ဆရာတော်ကြီးပြောတဲ့အတိုင်းပဲအရှုအတူကတရားထိုင်တဲ့နေမှာအရိယာပုဂ္ဂိုလ်တည်တည်ချာချာပြင်ဆင်ပါဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့တပည့်တော်ကကိုယ့်ကိုဟောဒီလောက်ကတော့ချိတ်တာပိတ်ပြီးတော့မခက်တော့ပါဘူးရပါတယ်ဆိုပြီးကိုယ့်ကိုချိန်ပြီးတော့ထိုင်လိုက်တယ်အဲ့ဒါမှ2 နာရီလုံးမှာစကားကိုနားမထောင်တဲ့အတွက်တော်တော်ဒုက္ခရောက်ပါတယ်ဒါပေမဲ့တပည့်တော်တတ်နိုင်သလောက်တီးခံပြီးတော့2 နာရီပထမအချိန်မှာပြည့်စုံအောင်တပည့်တော်ထိုင်နိုင်ခဲ့ပါတယ်နောက်တည့်တပည့်တော်2 နာရီထိုင်တဲ့ချိန်မှာတော့ဒီတခါတော့ဆရာစကားကိုငါတေချာနားထောင်ပြီးတော့အရိယာပုဂ္ဂိုလ်တေချာပြင်ဆင်မယ်ဆိုပြီးတော့ပြင်ဆင်ပါတယ်ဗျာအဲ့လိုပြင်ဆင်တဲ့အခါမှာအစစရရပြည့်စုံပြီးတော့တပည့်တော်ငြိမ်းချမ်းပြီးတော့ပုံဝင်ကြပြီးတော့ခန္ဓာမှာရှိတဲ့ဝေဒနာတွေလုံးဝချုပ်ငြိမ်းပြီးတော့အေးချမ်းခဲ့ပါတာပုံဝင်ကြပြီးတော့ဒါတွေကဒီလိုတရားမြတ်တွေကိုရဖို့ဆိုတာလွယ်နဲ့တော့မရပါဘူးဗျာဒုက္ခတွေပြီးပြီးတော့မှရတာပါဗျာခြားစခန်းတွေမှာဝင်လို့လေလာပေါင်းများစွာကျင့်လေဒီလိုတရားမြတ်ရဖို့ဆိုတာမလွယ်ပါဘူးဗျာဒီမှာတော့အချိန်တို့10 ရက်အတွင်းမှာတရားမြတ်တွေကိုရအောင်ပို့ချပေးကြတဲ့ဆရာတော်ကြီးကိုတပည့်တော်တို့ရင်းနဲ့တဲရဲလိုက်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာတပည့်တော်ရဲ့အတွေ့အကြုံတွေကိုပြောမှဆိုရင်အားလုံးမကုန်နိုင်ပါဘူးဗျာဒီမှာတရားစခန်းမှာအဲဒါကြောင့်မလို့ဆရာရဲ့စကားကိုနားထောင်ရင်တကယ်ချမ်းသာမယ်ဆိုတော့တပည့်တော်ရဲ့လက်တွေ့ပါပဲဗျာတပည့်တော်အခုဒီမှာရှိတဲ့ဥပဒကအဖွဲ့တွေတပည့်တော်တို့ယောဂီတွေကိုအေးချမ်းချမ်းနဲ့ရင်းတရားချင်းချမ်းနေအောင်အားလုံးဝိုင်းဝန်းဆောက်ရှောက်ပေးကြတယ်အလူရှင်တွေရောလူအားဌာနပြုတဲ့လူတွေရောဆရာတော်ဆိုတော့အားလုံးကိုတပည့်တော်တရားနေပြီးတော့အားလုံးရဲ့ကိုယ်ကလိုက်ကျေးဇူးတင်ပါတယ်လို့ပြောကြပါတယ်ဗျာ